estima ကိုမီးလုံးလဲတာမီးလုံးအနောက်ကလဲလို့ရတယ်ဒီကောင်ဒါမဲ့ခုဖြစ်တဲ့ပြဿနာကမီးလုံးကဒီကော်ထိုင်ကလောင်ပြီးတော့ပျော်ကျပြီးတော့အထင်းမှာတော့ကျနေတာကျတော့မီးလုံးမဖြုတ်လို့မီးလုံးဖြုတ်လို့ဘာမှဖြုတ်ပါလားပြောတယ်စုလို့စားလို့နှလုံးလုံးလဲပါနော်ဟိုမှာနှလုံးလုံးလဲပါအဲ့လေးဖြုတ်လို့စားနေဒီကောင်မှမီးလုံးဖြုတ်ပြီးလဲလိုက်တော့ဒီနောက်ကလင်းရတယ်ဒါပေမဲ့မသိကြဘူးတော့ဖြုတ်ပြီးလဲလိုက်တော့ဒီထိရောက်တယ်ပြောချင်တာဂျပန် workshop ဆိုတာဒီ engine ဆိုပြီးတော့တည်တံ့ပြင်ရတာမဟုတ်ဘူးဗျ engine gear ပေါက်ဘာညာတည်တံ့ပြင်ရတာမဟုတ်ဘူးသူကဝါရင်းရောဒီကံမာရောဒီမီးလုံးလဲတာတွေပါအဲ့ဒါကြီးအစပါတယ်အဲ့ဒါကိုဂျပန် workshop လို့ခေါ်တာပေါ့နော်ဂျပန်မှာ workshop ဆိုရင်ဟာချိုးဆိုရင်ပူဆူတယ်ဟိုဟာဒီဘာလုပ်လဲအဲ့ body ထုတယ်စီးမှုတ်တယ် one stop ပေါ့နော် one stop ပုံစံမျိုးအကုန်ရတယ်ဒီမှာအဲ့လိုမျိုး workshop လို့ခေါ်တယ်ဂျပန်မှာလေမျိုးပဲရှုပ်တယ်အဲ့ဒီရေးပြတော့ကျေးဇူးတင်ပါတယ် bye bye